ကို5သိန်းနဲ့ဘာလဲဝင်ရမလဲဗျာ5သိန်းနဲ့5သိန်းတော့ဘာရဲကွန်းမှမရဘူးလေဗျာဒါပေမဲ့5သိန်းနဲ့အဲကွန်းတက်လို့ရအောင်တော့ကျွန်တော်မှစီစဉ်ထားတဲ့3လရေးကြပလန်တော့ရှိတယ်ကျွန်တော်တို့ Coolest မှာရပါတယ်အဲ့ရေးကြတော့ဘာတွေလိုအပ်လဲဘာတွေလိုအပ်လဲဆိုရင်ပိုင်ဆိုင်မှုရှိတဲ့သူဆိုရင်အိမ်ကားလုပ်ငန်းတစ်ခုခုပေါ့နော်အိမ်ဆိုရင်လည်းအိမ်ကရန်လုပ်ငန်းဆိုရင်လည်းကျွန်တော်တို့ဒါလုပ်ငန်းတည်နေရသို့မဟုတ်လုပ်ငန်းလိုင်စင်ပေါ့နော်ကားဆိုရင်လည်း owner ပေါ့ဆိုတော့အဲ့ဒါတွေရှိရဆိုတာနဲ့ဒါကျွန်တော်တို့ဓာတ်ပုံလေးရိုက်ပဲနော်အိမ်ဆိုင်ဝင်လာစရာမလိုဘူးကျွန်တော်တို့တက်မဲ့နေကြရင်လာတက်ဆင်ပေးရင်းနဲ့မှာဓာတ်ပုံလေးရိုက်ပြီးတော့တက်လို့ရပါတယ်ဒါဆိုတာမန်ဝန်ထမ်းတွေရောဟုတ်ပြီပိုင်ဆိုင်မှုမပြချင်တဲ့တာမန်ဝန်ထမ်းတွေဆိုလို့ရှိရင်ထောက်ခံစာလေးတွေလိုမယ်ပေါ့နော်နေထိုင်ကြောင်းရက်ကွက်ထောက်ခံစာပြီးလို့ရှိရင်အိမ်အောင်စင်းရင်ပြီးမှတ်ပုံနဲ့မွေးရမိတ်တို့ဆိုတော့အဲ့ဒါလေးတွေရှိတာနဲ့ကျွန်တော်တို့စီမှာရေးကြပလန်ရယူလို့ရပါတယ်ဗျာဆိုရေးကြရဘူးဘာဆက်တွေရနိုင်လဲဘယ်လို brand မျိုးတွေရနိုင်လဲအားရနိုင်လဲဆိုရင်အခုချိန်ရဗျာဟိုပစ္စည်းတွေကလိုသလောက်မရဘူးလိုချင်တဲ့ brand လည်းမရဘူးဒါပေမဲ့ကျွန်တော်တို့စီမှာတော်တော်များများရှိပါတယ် MCG တကောင်ကရိုးရိုးရှိမယ် Inverter ရှိမယ်ပေါ့နော်ပြီးရင် Home ချေရမယ် Toga ချေရမယ် UK ရမယ်နောက်ပြီးတော့ Mitsubishi တိုင်ငယ်ဒီကောင်တွေကတော့ model အမြင့်တွေပေါ့ Panasonic လိုတဲ့ brand တွေအကုန်လုံးရပါတယ်အဓိကတော့ဈေးနှုန်းပါပဲခုချိန်မှာဆိုရင်ဈေးနှုန်းလေးတွေက18သိန်းကနေ30ကျော်အထိမျိုးစားတွေအများကြီးရှိပါတယ်အဲ့တော့ကိုလိုချင်တဲ့ဈေးနှုန်းနဲ့ကိုက်ညီတဲ့ brand လေးတွေကိုရွေးချယ်ပြီးတော့ဝယ်ယူနိုင်ပါခင်ဗျာဟုတ်ပြီကိုဒါဆိုကျွန်တော်ဒီတိုကာကြီးအမတာတိုင်းလေးတိုကာကြီးလေးမှာโอเคအဲ့ဆိုရင်အခုကျွန်တော်ဖုန်းနံပါတ်လေးပေးတာမနေ့ကကြရင်ကျွန်တော်တို့လာရောက်တက်ဆင်မဲ့အဖွဲ့ကအခုစီကိုဖုန်းလေးဆက်သွယ်ပေးပါလိမ့်မယ်နော်ဟုတ်ပြီကိုအဲ့ဆိုရင်ကျွန်တော်ဖုန်းနံပါတ်ပေးထားခဲ့လိုက်မယ်โอเคအဲ့ဆိုရင်5သိန်းနဲ့တော့အဲကွန်ပိုင်သွားရင်နော်ဟုတ်ပြီကိုကြိုက်ပါပြီစင်ပြေရနော်